Hello အမလက်တော်ကြီးနာမှာဘာလုပ်နေရလဲ ဘယ်ကလက်တော့ရမှာလဲဒါ tablet လေးဒီမှာသူ့ရဲ့ tablet က keyboard လေးပါတယ် keyboard လေးပါတယ် mouse လေးပါတယ်ဒီ keyboard နဲ့မသုံးချင်ဘူးဆိုလို့ရှိရင်တော့ဒီတိုင်းပဲပေါ့နော် tablet လေးကိုဒီတိုင်းလေးပဲသုံးမှရုံပါပဲဒီကောင်လေးက Tecno ရဲ့မှာ MegaPad 11လေးပါအမကဒီကောင်လေးကိုအသုံးပြုပြီးတော့ video editing လေးလုပ်နေရမောင်းလေးအသေးသေးဆိုလို့ရှိရင်တော့ဒီကောင်လေးက9သိန်း6တောင်ခွဲလောက်ရှိတယ်ဒါပေမဲ့အမတို့ဆိုင်မှာကဒီကောင်လေးက9သိန်းနဲ့6သိန်းကြားမှာရပါတယ်ဘူးပစ္စည်းအစုံပါတယ်ရှင့်ဘူးပစ္စည်းအစုံဆိုမဲ့ကြိုးကောင်းလေးတော့မပါတော့ဘူးသူ့မှာ original keyboard ပါတယ် original mouse ပါတယ်သူ့ရဲ့ tablet cover တွေလည်းပါတယ်အသေးသေးချက်ဆိုလို့ရှိရင်တော့3သိန်းခွဲ2သိန်းလောက်သက်တာမယ်ရှင့်သူက speaker က4လုံးပါတာပေါ့နော်သူက stereo speaker နဲ့လာမယ်အကျယ်ကြီးပဲတွေ့လောက်ထွက်နေမိုက်တယ်ညီမလေးတွေမောင်လေးတွေအတွက်ကျောင်းသားကျောင်းသူလေးတွေအတွက် zoom တင်မလားဒါမှမဟုတ်ဆိုလို့ရှိရင်လေဖိုးဖွားဖေမေမေတို့အတွက်ဇာကားပဲကြည့်မလားစာပဲဖတ်မလားအကုန်သုံးလို့ရတယ်ကွာဥပမာပေါ့နော်မတို့လိုမျိုး editing သမားတွေအတွက်ဆိုလို့ရှိရင်လေအဆင်ပြေတယ်ပြီးတော့ RAM ကလည်း8128ဆိုတော့ကျတော့ storage အတွက်လည်းတိတ်ပူစရာမလိုဘူးRAM ကလည်း8ဆိုတော့4နေမှာလေ14နေမှာလေဘာလဲပူစရာမလိုဘူးဆိုင်မှာလာရအားပေးလို့ရပါတယ်ဒီကောင်လေးကတော့နေဝေးရ customer တွေအတွက်ကတော့ငွေလုံးဝင်ရင်ပစ္စည်းပို့ပေးပါတယ်ရှင့်စလိပ်စာလေးကတော့ပောက်လမ်းမှာပေါ့ရွှေလန်းဆောင်မှာဖွင့်လှစ်ထားပါတယ်ပခုတ်ကူမျိုးပါပါရှင်